မဝိုင်းလေးတာကီတာမှာဖွင့်တယ်လို့ဝိတ်ပြန်ပေးတိုင်းနေပြီးလူချင်းဒီလိုအများကြီးဝယ်ထားရတာဒီကနေ့တည်းကတီးသားမလားအဲ့တော့တိုက်လိုက်နော်ဒီကနေ့ပုံပါတော့ဟုတ်ပါပတိုင်းဒီမှာဟုတ်ကဲ့ပါချီရောဒါကြတော့တဲ့လူရင်အုံးတော့တာဖြစ်ပြီနော်နောက်ပြီးတော့ဒါလေးကကြတော့လူရင်ပစ်လို့လေတယောက်တူတော့ကဒူရင်ဒီပြည့်သိပ်ထဲလာတာလေဒါကကြတော့ဒူရင်ဒီကိုနို့နဲ့စမ်းစားမယ်နော်ကဲပြန်ဆက်တာပါလေပြန်ဆက်တာတန်တခုမဝိုင်းတခုတော့ကဒူရင်ဒီပြန်မအပြည့်ထဲတာလေကောင်းလိုက်တာတော်ကောင်းတယ်ခုကကြတော့ဒူရင်အုံးလို့တာအောက်မှာတာကိုဟိုကကြတော့အုံလို့ပြေမှာပြောမယ်ဟုတ်ဒီစိတ်နာတော်လေးရလာရဲ့မြင်းစီးနဲ့ဆိုတော့လေအားပဲလို့တော့ကြိုက်တယ်ဒီဘူးကကြတော့လူကြီးလုံးမလာဒီဘူးထဲမှာကြတော့ဒီကမှာတော့ဒါကလူကြီးဒီကြီးပဲထည့်ထားနောက်တော့ဒီဘက်အထောက်ကမှနို့မလိုက်ဆိုတော့ကွာရောပြီးစားရမှာဒီထဲမှာလုံးဝဒူရင်ဒီတွေအတေးတွေတော့ဝယ်ထည့်ထားတော့မနိုင်ကြီးတွေပါတယ်နော်အသေးထဲမှာနော်ဟုတ်နို့နဲ့နော်အေးနို့နဲ့ဆိုရင်တော့ငါလည်းကောင်းပါဟုတ်တယ်နို့ရတာကချိုးတယ်နော်ချိုးတယ်အောင်လေပြပြနစ်နစ်ကလေးနဲ့လေစားလို့တော်တော်လေးကောင်းတယ်အဲ့ဒါမှဝိတ်ပြန်မကန်နမင်းကြည့်ရတယ်။နောက်ဝင်စား။တဲလုံးလေးကိုလည်းစားကြပါဦး။တော်ရ